အခုကကျွန်တော်တို့ကလူလိုတွေးပြီးနှစ်ပတ်ရက်ထားတာလူသားချင်းစာနာမှု humanitarian pause ဆိုပြီးposit နှစ်ပတ်ရက်ထားနော်လူလိုနားမလည်တဲ့လူတော့ဆုံးမဖို့အစင်းနေမယ်ဆိုတဲ့အကြောင်းကိုပြောချင်ပါတယ်မင်္ဂလာပါခင်ဗျာ PPTV ရဲ့တည်တံ့တွစ်ဆုံမေးမြန်းငန်းကနေကြိုဆိုပါရစေဒီကနေ့မှာတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကစစ်ကောင်စီထိန်းချုပ်နယ်မြေတွေမှာလုံခြုံရေးအာမခံချက်ရှိမယ်ဆိုရင် CDM ကျွမ်းကျင်ဝန်ထမ်းတွေနိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ဘေးသင့်ပြည်သူလူထုအတွက်အရေးပေါ်ကယ်ဆယ်ရေးကုသရေးလုပ်ငန်းတွေဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ကြေညာထားတဲ့အပေါ်မြို့သားညီညွတ်ရေးအစိုးရပညာရေးနှင့်ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဆရာကြီးဒေါက်တာဇော်ဝေစိုးကိုမေးမြန်းသွားမှာပဲဖြစ်ပါတယ်။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူမောင်သိန်းပါ။ဆရာကြီးမင်္ဂလာပါခင်ဗျာ။မင်္ဂလာပါကိုမောင်သိန်း။ဟုတ်ကဲ့ပါဆရာကြီး။ PPTV ရဲ့တည်တံ့တွစ်ဆုံမေးမြန်းခန်းကနေကျွန်တော်တို့မေးခွန်းတွေပြင်ဆင်ထားပါတယ်။မေးခွန်းပြုပါဆရာကြီးခင်ဗျာ။ရပါပြီဆရာမေးပါ။ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာ။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကဒီမြန်မာနိုင်ငံမှာစကိုင်းမြို့ကိုအခြေပြုပြီးလှုပ်ခတ်သွားခဲ့တဲ့ငလျင်ကြောင့်ဒီလူအသေးပြောက်တွေလည်းတအားများနေပါတယ်အခုလက်ရှိအချိန်ကာလကလည်းဒီအကြမ်းဖက်စစ်တပ်ကမတရားအာဏာသိမ်းထားတဲ့အချိန်ဖြစ်နေပါတယ်ဆိုတော့စစ်အာဏာသိမ်းထားတဲ့အချိန်နဲ့ပြည်သူအစိုးရအုပ်ချုပ်တဲ့အချိန်စီမံခန့်ခွဲမှုအပိုင်းကုညီကယ်ဆယ်မှုအပိုင်းမှာဘလို့ကွာခြားမှုမျိုးတွေရှိနေမလဲဆိုတာပထမအဆုံးအနေနဲ့သိပြရစီဆရာကြီးခင်ဗျကျေးဇူးပါကိုမောင်သိန်းရဲ့ဒီမေကွန်မေးတာရောဒီ interview ကျွန်တော်ကိုလုပ်တာရောပေါ့နော်ဆိုတော့ဒါအားလုံးသိပြီးသားကျွန်တော်တို့ဒီနေ့တော်လိုင်းကြီးလှုပ်တာကိုကဒီလိုမျိုးနော်ပြီးခဲ့တဲ့ကိုဗစ်ကာလတုန်းကဆိုရင်လည်းပဲကိုဗစ် third wave မှာကျွန်တော်တို့လူတွေအများကြီးသေမှာစိုးလို့ကျွန်တော်တို့ကအားလုံးကဒီဟာတွေကိုကြိုတင်ခံမှန်းတွက်ချက်သိရှိထားပြီးသားပေါ့ဗျာပညာရှင်တွေနဲ့နော်အလားတူပါပဲရေကြီးတဲ့ကိစ္စဆိုလဲမိုးလေဝသနဲ့ဒါနဲ့ဆိုရင်ဒါမျိုးတွေကိုကျွန်တော်တို့ခန့်မှန်းတွက်ချက်ပြီးပြင်ဆင်ထားဖို့ပေါ့ဗျာကျွန်တော်တို့နိုင်ငံကကမ္ဘာပေါ်မှာ disaster prone အဖြစ်ဆုံးအခုလိုဘေးအန္တရာယ်တွေကြာရောက်ဖို့တဘာဝဘေးအန္တရာယ်တွေကြာရောက်ဖို့ကြာရောက်နိုင်ခြေအများဆုံးဒေသနိုင်ငံထဲမှာပါတယ်ဆိုတာကဒါအရင်ကနေကဒါတွက်ချက်ထားကြပြီးသားပဲအခုလဲဒီငလျင်ဆိုရင်ကျွန်တော်ဒါမှတ်မိတယ်ကောင်းကောင်းမှတ်မိတဲ့အပြင်ကျွန်တော်တို့ကောင်းကောင်းပြင်ဆင်ခဲ့တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်မြန်မာနိုင်ငံမှာနှစ်ပေါင်း900အတွင်းမှာအကြီးဆုံးငလျင်တစ်ခုဖြစ်ပေါ်နိုင်တယ်ဆိုတာ2015 2016လောက်ခနဲ့ကဒါတွေကိုပြင်ဆင်ပြီးတော့တွက်ချက်ထားတာတွေရှိတယ်ဒါကြောင့်ပြည်သူအစိုးရလက်ထက်မှာနော်ကျွန်တော်တို့ဒီငလျင်ကြီးနဲ့ပတ်သက်ပြီးတော့အခုဒီစကိုင်းနဲ့ပတ်သက်တဲ့ဒီငလျင်ကြောပေါ့ဗျာဒါနဲ့ပတ်သက်ပြီးဖြစ်နိုင်ခြေကြောင့်ကျွန်တော်တို့မြို့ကြီးတွေအထူးသဖြင့်ဒီလိုမျိုးပေါ့ဗျာ high rise တွေရှိတဲ့နေရာတွေမှာပိုပြီးအန္တရာယ်ရှိနိုင်တယ်ဆိုတာကိုတွက်ချက်ပြီးကြိုတင်ပြီးစီမံဖွဲ့စည်းပြင်ဆင်ထားတာတွေရှိပါတယ်နော်ရှိတယ်ဒါအားလုံးသိပြီးသားပဲနိုင်ငံတော်အတိုင်းအတာအထိနိုင်ငံတော်အတိုင်းအမြံကိုယ်တိုင်ဥဆောင်ပြီးတော့ကျွန်တော်တို့ဆိုရင်ကျွန်တော်တို့ရဲ့ဝန်ကြီးဆရာဦးမြင့်ထွေးကိုယ်တိုင်ဥဆောင်ပြီးတော့ကျွန်တော်တို့ဒီကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဒီ disaster preparedness ဒီလိုမျိုးငလျင်နဲ့ပတ်သက်ရင်ကြိုတင်ပြင်ဆင်မှုတွေကိုကျွန်တော်တို့လုပ်ကော်မတီတွေဖွဲ့ပြီးတော့တနိုင်ငံလုံးအတိုင်းအတာနဲ့လုပ်ခဲ့တဲ့ကိစ္စမှာကျွန်တော်ဟာဒီအရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုမှာဆိုရင်တာဝန်ရှိတဲ့ပုဂ္ဂိုလ်အနေနဲ့ကျွန်တော်တို့လုပ်ခဲ့တာဖြစ်ပါတယ်ပြင်ဆင်ခဲ့တာဖြစ်တယ်နိုင်ငံတော်အနေနဲ့ဒီလိုဟာမျိုးတွေဖြစ်လာရင်သုံးစွဲဖို့အတွက်ငွေကြေးကအစနိုင်ငံတကာချိတ်ဆက်မှုတွေကအစဒီတွင်မှာချိတ်ဆက်မှုစနစ်တွေကအစတည်ထောင်ထားခဲ့တာဖြစ်ပါတယ်နော်စေယုံတယုံချင်းစီတမျိုးနယ်ချင်းစီရဲ့နေရာဒေသတွေပေါ်လိုက်ပြီးတော့နော်အဖွဲ့တွေဖွဲ့ခဲ့တယ်ကျွန်တော်ဆိုရင်အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု specialist တွေမွေးတာဒီရွယ်ချက်နဲ့မွေးတာဖြစ်ပါတယ်မြန်မာပြည်မှာအရင်တုန်းကမရှိဘူးအဲ့ဒီ emergency medicine specialist program မရှိပါဘူး
အဲ့ဒါကိုဒီဟာကိုရည်ရွယ်ပြီးတော့ကျွန်တော်တို့တွေပြင်ဆင်ခဲ့မွေးခဲ့ယာနဲ့ချီပြီးဓာတွေကိုကျွန်တော်တို့ထုတ်ခဲ့တယ်နော်အဲ့ဒီလိုမျိုး trauma ရရင် injury တွေရရင် care လုပ်နိုင်အောင်လို့ primary trauma care ဆိုတာလူတွေထောင်နဲ့ချီပြီးကျွန်တော်တို့သင်ကြားခဲ့တာဖြစ်ပါတယ်ဒါအပြင်ဒီ ambulance system မြန်မာပြည်မှာအရင်တုန်းကအရေးပေါ်လူနာတင်ရင်စနစ်မရှိဘူးအဲ့ဒါကိုရှိအောင်ကျွန်တော်တို့လုပ်ခဲ့တာဖြစ်တယ်အခုလိုအချိန်တွေမှာဒါတွေကိုအသုံးချဖို့ဖြစ်တယ်တကယ်တော့အဲ့ဒီဟာတွေကိုနိုင်ငံတော်အနေနဲ့ပြည်သူအစိုးရအနေနဲ့ပြင်ဆင်ခဲ့တယ်ငွေကြီးလဲဆရာတို့သိပြီးသားဖြစ်မှာပါဘီလီယံပေါင်းများစွာရန်ပုံငွေထားပြီးလုပ်ခဲ့တာဖြစ်ပါတယ်အဲ့ဒီရန်ပုံငွေကိုတလွဲသူတို့ဒီစစ်အုပ်စုဒီစစ်အာဏာရှင်ကသူတို့တွေအာဏာသိမ်းပြီးချင်းမှာတလွဲသုံးခဲ့တာဖြစ်တယ်ဒါကြောင့်အခုအချိန်မှာအဲ့ဒီကိစ္စတွေအကောင့်ထဲပေါ်လို့မရလုပ်မရကြိုင်မရသူတို့တွေကျွန်တော်တွေ့ပါတယ်နော်အင်ကြီးလက်မောင်းလေးတွေခောက်ပြီးတော့တောင်သွားသလိုလိုမြောက်သွားသလိုလိုလုပ်နေရတာဒီလျင်လှုပ်တဲ့အချိန်မှာအမှန်ကျွန်တော်တို့မှာဒီမှာတနာရီ day 1 day 2 day 3လောက်ရမယ်လုပ်နေရှိတယ် within minutes within second အတွင်းမှာ response လုပ်ရမှာတွေရှိတယ်နော်နိုင်အတွင်းမှာလုပ်ရမှာတွေအဲ့ဒါတွေအစီအစဉ်တကြ1 2 3 4ဘာဖြစ်ရင်ဘယ်သူကလုပ်ရမယ်ဆိုတာကအစဘယ်နေရာကိုသွားရမယ်ဘယ်အင်ကြီးဝဲရမယ်ဆိုတာကအစဒါတွေကိုကျွန်တော်တို့တွေစီစဉ်ပြီးသားဇက်တိုက်ပြီးသားဖြစ်ပါတယ် drill တွေလုပ်ထားတာဖြစ်တယ်နေပြည်တော်ဆေးရုံမှာကျွန်တော်တို့ဒီ earthquake နဲ့ပတ်သက်ပြီး drill တွေလုပ်ထားပြီးသားဖြစ်တယ်ရန်ကုန်ဆေးရုံကြီးမှာ earthquake နဲ့ပတ်သက်ပြီး drill တွေလုပ်ထားပြီးသားဖြစ်တယ်မန္တလေးဆေးရုံကြီးမှာ earthquake နဲ့ပတ်သက်ပြီး drill တွေလုပ်ထားပြီးသားဖြစ်တယ်အခုအဲ့ဒါတွေတခုမှမဖြစ်ဘူးမင်း online တယောက်တောင်မကိုင်းပြီးမြောက်မကိုင်းပြီးနဲ့တောင်သွားမြောက်သွားနေတာတွေပဲတွေ့ရထီထီရောက်ရောက်ပြည်သူတွေရဲ့အသက်ကိုကယ်ဖို့အခုလိုမျိုး trap ဖြစ်နေတဲ့လူတွေကိုနော်ကယ်တင်ဖို့အတွက်ပစ္စည်းရအောင်ပြည့်စုံနေတာကိုကျွန်တော်မတွေ့ရကုသမှုတွေကလည်းအားလုံးကျမ်းမြင်ပေါ်မှာမြေပြင်ပေါ်မှာဒီတန်းဖြစ်ကလက်ဆန်လုပ်နေရတာတွေကိုမြင်နေရတာဟာကျွန်တော်သိရင်တာတယ်ဒါကြောင့်ဒီဒေါ်လာကြီးပြီးအောင်တိုက်မှာဖြစ်မှာဒီအကောင့်တွေရှိနေတဲ့၍ကျွန်တော်တို့ပြည်သူတွေမသေးသင့်မဲသေနေအောင်ပါလို့ကျွန်တော်ပြောချင်ပါတယ်ဆရာမေးတဲ့မေးခွန်းကိုပြန်ချုပ်ရရင်ပြည်သူဆိုရလက်ထက်မှာအသေးစိတ်စီစဉ်ဆောင်ရွက်ထားပြီးသားတွေဒီလိုလူမဆန်တဲ့လူတွေကြောင့်ပျက်စီးသွားလို့ဒီလိုအဖြစ်မျိုးဖြစ်ရတာလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာအခုဆိုလို့ရှိရင်ရင်တွေ့နေရတာတွေကတစ်နေ့ထက်တစ်နေ့စိတ်မကောင်းစရာတွေပဲပေါ့နော်နောက်တစ်ခုကဆရာကြီးခင်ဗျာဒီအမျိုးသားညီညွတ်ရေးအစိုးရ NUG ကစစ်ကောင်စီထိန်းချုပ်နယ်မြေတွေမှာလုံခြုံရေးအာမခံချက်ရှိမယ်ဆိုရင် CDM ကျွမ်းကျင်ဝန်ထမ်းတွေနဲ့ဒီနိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့ဒီငလျင်ဘေးသင့်ပြည်သူလူထုအတွက်အရေးပေါ်ကယ်ဆယ်ရေးကုသရေးလုပ်ငန်းတွေဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ကြေညာထားတာကိုတွေ့ရပါတယ်ခင်ဗျဒီကိစ္စအတွက်နဲ့ပတ်သက်ပြီးဆရာကြီးတို့အနေနဲ့ဘာတွေကြိုတင်ပြင်ဆင်ထားပါလဲခင်ဗျကျွန်တော်အခုဒါအစင်သစ်လုပ်ထားတယ်မန္တလေးကိုသွားဖို့ကျွန်တော်အစင်သစ်လုပ်ထားတယ်နေပြည်တော်ကိုသွားဖို့ကျွန်တော်အစင်သစ်လုပ်ထားတယ်ဒီနေ့သူတို့သဘောတူရင်ကျွန်တော်ဒီနေ့သွားလို့ရတယ်ကျွန်တော်အစင်သစ်ဖြစ်တယ်ကျွန်တော်တွေမကဘူးကျွန်တော်တို့ CDM team နေအစင်သစ်ဖြစ်တယ်နော် emergency medicine specialist တွေ auto surgeon တွေဆရာဝန်တွေသူနာပြုတွေ CDM တွေ ready ရှိတယ်နော်ကျွန်တော်တို့ရဲ့အခုလွတ်မြောက် data ထဲမှာရှိပြီးသားကျွန်တော်တို့သူတို့ကိုလည်းလှမ်းပြောထားပြီးသားသူတို့တွေလက်မခံဘူးနော်ကျွန်တော်တို့အခုဆိုရင်ဒါကြေညာချက်တွေလည်းထုတ်ထားသလိုချိတ်ဆက်ပြီးတော့ကျွန်တော်တို့တွေပြည်သူတွေတကယ်တော့အခုရန်ကုန်နေပြည်တော်တို့မန္တလေးတို့မှာစကိုင်းတို့မှာဖြစ်နေတဲ့ပြည်သူတွေအဲ့ဒါကျွန်တော်တို့ပြည်သူတွေကျွန်တော်တို့ကိုထောက်ခံနေတဲ့ပြည်သူတွေဒီပြည်သူတွေရဲ့အသက်ကိုကယ်ဖို့နော်တကယ်တော့ကျွန်တော်တို့ကထောက်ခံတာမထောက်ခံတာမရှိပါဘူးကျွန်တော်တို့ NUG ရဲ့ကြေညာပြီးသား people first ဘယ်ပြည်သူပဲဖြစ်ဖြစ်ကယ်တင်ဖို့အစင်သင့်မယ်နော်ကျွန်တော်တို့အဲ့ဒါကြောင့်ဒီကြေညာချက်ကိုထုတ်ခဲ့တာကျွန်တော်တို့အခုအစင်သင့်စောင့်နေတယ်အခုအချက်ပေးလိုက်အခုသဘောတူလိုက်ကျွန်တော်တို့အခုချက်ချင်းရောက်လာမယ်ကျွန်တော်တို့အခုစင်သင့်ဖြစ်တယ်လို့ကျွန်တော်တို့ပြောတာဖြစ်ပါတယ်ကျွန်တော်ကငလျင်လှုပ်ပြီးတာနဲ့ကျွန်တော်သဘောပေါက်တယ်နော်ဒီငလျင်လှုပ်ပြီးတာနဲ့ကျွန်တော်သဘောပေါက်တယ်ကျွန်တော်တို့ဒါအတွေ့အကြုံတွေရှိတယ် theory တွေကျွန်တော်တို့သိတယ်
ဒီငလျင်လှုပ်ပြီးတာနဲ့ဒီငလျင်ဟာလူတွေထောင်နဲ့တောင်းနဲ့ချီပြီးသေမဲ့ငလျင်ဆိုတာကျွန်တော်တန်းပြီးသိတယ်တစ်စက္ကန့်တစ်မိနစ်အတွင်းမှာသိတယ်လှုပ်ခြင်းဒါကြောင့်ကျွန်တော်တခါတည်းပြင်ဆင်တယ် NUG အရေးပေါ်အစည်းအဝေးခေါ်တယ်ကျွန်တော်တို့ကျန်းမာရေးပညာရေး volunteer တွေအရေးပေါ်အစည်းအဝေးခေါ်ပြီးတော့တိဆောက်တယ်ကျွန်တော်တို့ကဒီဟာကိုအမြဲတမ်းစိတ်ထဲမှာရှိပြီးအိမ်မက်ထဲမှာပါထက်မဲ့နေတဲ့လူဒါဖြစ်လာရင်ဒါလုပ်ရမယ်ဆိုတန်းကိုသိတယ်ဒါကြောင့်ကျွန်တော်မှအစင်သင်းရှိတယ်ဒါကြောင့်အချိန်မရွေးကျွန်တော်တို့ကအစင်သင်းပြည်သူတွေရဲ့အသက်ကိုကယ်ဖို့ပြည်သူတွေနဲ့အတူတူရှိဖို့ပြည်သူတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုအရေးပေါ်စောင့်ရှောက်မှုတွေပေးဖို့အစင်သင်းရှိနေတယ်လို့ပြောတာကြေညာချက်ထုတ်တာဒါတာမန်စာလေးတကြောင်ရေးတာမဟုတ်ဘူးကျွန်တော်တို့မှာ preparedness မရှိပဲဒီကိစ္စကျွန်တော်ဘာမှပြောစရာအကြောင်းမရှိဘူးကျွန်တော်တို့ကရင်ဘတ်နဲ့ခံစားပြီးတော့နော်အုံနောက်နဲ့အလုံးလုံးနေတဲ့လူတွေကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးခင်ဗျဆရာကြီးကိုယ်တိုင်ကလည်းအစဉ်သစ်ရှိနေတယ်မန္တလေးကိုသွားမယ်လို့ပြောသွားတယ်ဆိုတော့အခုလက်ရှိငလျင်ဘေးသင့်တဲ့ဒေသတွေထဲမှာ NUG စိုးမိုးထားတဲ့ဒေသတွေလည်းပါဝင်တာဆိုတော့ပြည်သူတွေကိုဘလို့ကူညီကယ်ဆယ်မှုတွေဘလို့ထူထောင်ရေးတွေရောဘလို့လှုပ်သွားဖို့အစီအစဉ်ရှိပါလဲဆရာကြီးခင်ဗျကျွန်တော်တို့စိုးမိုးဒေသတွေမှာအချိန်နဲ့တပြေးညီကျွန်တော်တို့ဆောင်ရွက်နေပြီးသားဖြစ်တယ်ဆရာတို့သိမှာပဲကျွန်တော်တို့ PDF တွေပအဖပကဖပလဖတွေနောက်ဒီသက်ဆိုင်ရာဒေသမှာရှိတဲ့ကျန်းမာရေးစောင့်ရှောက်သူတွေအားလုံးကို alert လုပ်ပြီးတောက်လျှောက်ကျွန်တော်တို့လုပ်နေတာဖြစ်ပါတယ်ကျွန်တော်တို့မှာရှိတဲ့အင်အားနဲ့ကျွန်တော်တို့အစွမ်းကုန်ကြိုးစားနေတာဖြစ်တယ်ဒါပေမဲ့ဒီကိစ္စဟာကျတို့အားလုံးသိတဲ့အတိုင်းပဲဒါကကဘာပေါ်မှာတော့မရှိတဲ့ရှားတဲ့ disaster ဘေးဒုက္ခမျိုး disaster ဆိုတဲ့အဓိပ္ပာယ်ကိုဟာကိုထိန်းချုပ်လို့မနိုင်တော့တဲ့ဟာကို disaster လို့ခေါ်တယ်အခုဟာကိုဟာကိုထိန်းချုပ်လို့ကျွန်တော်တို့မနိုင်ဘူးဒါကြောင့်နိုင်ငံတကာအကူအညီနဲ့အားလုံးနဲ့ပေါင်းပြီးလုပ်ရမယ်ကိစ္စအဲ့ဒါကိုဒါကြောင့်ကျွန်တော်တို့ခေါ်တာဖြစ်တယ်เนาะကျွန်တော်တို့ပြင်ဆင်ပြီးသွားနေတယ်လုပ်တယ်เนาะဒါအပြင်ဒါကတကယ်တော့ငလျင်နဲ့ပတ်သက်ရင်စာအုပ်ထဲမှာရှိပြီးသားဒီ internet တွေ theory တွေရှိပြီးသားငလျင်လှုပ်ပြီးပထမတနာရီမှာဘာလုပ်ရမလဲဒုတိယတနာရီမှာဘာလုပ်ရမလဲတတိယတနာရီမှာဘာလုပ်ရမလဲတရက်အတွင်းမှာဘာလုပ်ရမလဲနှစ်ရက်အတွင်းမှာဘာလုပ်ရမလဲသုံးရက်မှာဘာလုပ်ရမလဲအခုလို trap ဖြစ်နေတဲ့လူတွေဟာ82နာရီကြော်ရဲ့အသက်ရှင်မှုခက်တယ်ဆိုတာတွေကအစเนาะပြီးရင်ဒီဟာတစ်ပတ်နေရင်ဘာလုပ်ရမလဲနှစ်ပတ်နေရင်ဘာလုပ်ရမလဲဒီမြေကြီးပျက်စီးသွားတာနဲ့ပတ်သက်ပြီးဘာတွေ research လုပ်ရမလဲဘယ်လိုပြင်ဆင်ရမယ်ဆိုတာတွေကျွန်တော်တို့တွေအကုန်လုံးပြင်ဆင်ပြီးသားလေ့လာပြီးသားဒါတွေအတွက်ကျွန်တော်တို့မှာအားလုံးဒီလေ့ကျင့်မှုတွေကအစလုပ်ထားပြီးသားဖြစ်တယ်ဆိုတာကိုကျွန်တော်ထပ်ပြီးပြောတယ်နော်ဒါအပြင်အဲ့ဒီလို capacity မျိုးသူတို့မှာမရှိဘူးဆိုတာလည်းကျွန်တော်ထပ်ပြီးပြောတယ်နော်ကျွန်တော်တို့အခုလွတ်မြောက်ဒေသတွေမှာဒါတွေကိုကျွန်တော်တို့လုပ်ဖို့လိုမယ်ဒါပေမဲ့ကျွန်တော်တို့တွေအားလုံးပေါင်းစည်းပြီးလုပ်ဖို့လိုတယ်နိုင်ငံတကာအကူအညီတွေလည်းအများကြီးလိုတယ်လို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့နိုင်ငံဟာတကယ်ကိုနော်တကယ်တပူပေါ်တပူစစ်ပေါ့နော်တကယ်အသုံးမကျတဲ့လူလိုမသိတဲ့လူလိုမတွေးတဲ့ဒီလိုလူစိတ်မရှိတဲ့အာဏာရှင်တွေကြောင့်ပျက်စီးဒုက္ခရောက်ပြီးတော့အခုလိုမျိုးဘေးဒုက္ခတွေတဆင့်ဆင့်တက်နေတာဒီလိုစနစ်ဒီလိုလူတွေမရှိဖို့ဟာအရေးအကြီးဆုံးဖြစ်တယ်လို့ကျွန်တော်တို့ပြောချင်ပါတယ်ခုနဆရာမေးတဲ့မေးခွန်းကိုဖြေရရင်တော့ကျွန်တော်တို့တွေအားလုံးဒါဟာနော်တော်လှန်ရေးမှာဘက်တော်သားတွေအားလုံးဒီဟာကိုသိဖို့တတိရှိဖို့လိုတယ်ဒီလိုမျိုးအာဏာရှင်ရှိနေတဲ့၍တော့ကျွန်တော်တို့နိုင်ငံဘယ်လိုနည်းနဲ့မှလွတ်မြောက်ဒေသတွေမကဘူးတနိုင်ငံလုံးကောင်းဖို့အတွက်ဘယ်လိုနည်းနဲ့မှဆောင်ရွက်နိုင်မှာမဟုတ်ဘူးဒါကြောင့်ဒီလိုလူတွေမရှိဖို့ဒီစနစ်တွေမရှိဖို့အရေးကြီးတယ်လို့ကျွန်တော်ဖြေချင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာခုနကဆရာကြီးပြောသွားတဲ့အထဲမှာဆရာကြီးကမန္တလေးကိုသွားဖို့အတွက်အစဉ်သင့်ဖြစ်နေပြီဆိုတော့ကျွန်တော်ခေါင်းထဲမှာတစ်ခုပေါ်လာတာပေါ့နော်ဆရာကြီးအနေနဲ့ဒီမန္တလေးကိုသွားမယ်ဆိုတာကြေညာလိုက်ပြီပေါ့နော်ကြေညာတယ်ဆိုတော့စစ်ကောင်စီကခွင့်ပြုတယ်ဆိုရင်ရောဆရာကြီးအတွက်သွားမယ်ဆိုရင်လုံခြုံပါမလားစစ်ကောင်စီကဆရာကြီးရဲ့ယုံကြည်ရပါမလားပေါ့နော်ဆရာကြီး
သူတို့ကတော့လူတွေမဟုတ်တော့လူလိုတွေးတဲ့လူမဟုတ်တော့ကျွန်တော်တို့ကအသေးချာစီစဉ်ပြီးတော့ဒါတွေကတော့စနစ်တကျဆောင်ရွက်ရမှာပေါ့နော်နိုင်ငံတကာရဲ့အကူအညီလဲယူရမှာပေါ့ကျွန်တော်တို့တွေသေကြအောင်လုံခြုံရေးသေကြအောင်ယူရမှာပေါ့ဒါပေမဲ့ကျွန်တော်တို့ကပြည်သူအတွက်အသက်ပေးထားပြီးသားဖြစ်တယ်ကျွန်တော်တို့ရဲ့ဘဝတွေအသက်တွေအားလုံးကိုပေးပြီးဒီဒေါ်လာရေးလုပ်နေတာပြည်သူအတွက်ဆိုရင်ကျွန်တော်တို့ဘာကိုပဲဖြစ်ဖြစ်စွန့်လွတ်စွန့်စားဖို့အစဉ်သင့်မယ်ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာနောက်တစ်ခုကဒီစကိုင်းတိုင်းထဲကချောင်းမြို့ရှမ်းပြည်နယ်ထဲကနောင်ချိုမြို့နယ်ဒီပဲခူးတိုင်းထဲကဖြူးမြို့နယ်တွေမှာစစ်ကောင်စီကငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့တဲ့မတ်လ28ရက်နေ့မှာပဲဘုံကျဲတိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်ဘုံကျဲတာမရက်တဲ့အကြမ်းဖက်စစ်တပ်ရဲ့လုပ်ရက်ကိုရောဆရာကြီးအနေနဲ့ဘယ်လိုမျိုးတုံ့ပြန်ကြမှာလဲဒီကနေ့ပတ်သက်ပြီးတော့ဒါကျွန်တော်ကထူးထူးခြားခြားတော့မတုံ့ပြန်ဘူးဘာလို့ဆိုတော့ဒီလူတွေလူမဟုတ်ဘူးဆိုတာကျွန်တော်ပြောနေတာတောက်လျှောက်ဒီနေ့အခုပြောတဲ့တဲမှာကျွန်တော်ပြောတဲ့အများကြီးပါပြီလားလူမဟုတ်ဘူးဆိုတာပြောနေအဲ့လူလိုမတွေးတဲ့လူတွေရဲ့လူမဆန်တဲ့အလုပ်ကိုကျွန်တော်သိဝေဖန်စရာတော့မရှိဘူးဒါပေမဲ့ကဘာကြီးကိုတော့သိအောင်ကျွန်တော်ပြောချင်တယ်ကဘာကြီးကိုသိအောင်ပြောချင်တယ် UN အဖွဲ့အစည်းတွေကိုသိအောင်ပြောချင်တယ်အိမ်နာနီးချင်းတွေကိုသိအောင်ပြောချင်တယ်အိမ်နာနီးချင်းအကြီးကြီးတွေကိုသိအောင်ပြောချင်တယ်လူမဟုတ်တဲ့လူနဲ့တော့မဆက်ဆံတဲ့လူမဖြစ်ဘူးလို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာဒီအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကတော့ဒီနာဂစ်ကိစ္စကိုအမျက်ထုတ်ပြီးတော့2008ခြေဥကိုဇွတ်တီးပြုခဲ့တာရှိပါတယ်အခုလည်းပဲဒီငလျင်ကိုအကြောင်းပြုပြီးတော့နိုင်ငံရေးအမျက်ထုတ်ဖို့စ조사နေတာကိုလည်းတွေ့ရပါတယ်ဒီအပေါ်မှာဆရာကြီးတို့အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ဘယ်လိုကင်တွယ်သွားဖို့ရှိမလဲဆရာကြီးခင်ဗျာဒါနဲ့ပတ်သက်ပြီးတော့တကယ်တော့ခုနကပြောလို့ပေါ့လေအားလုံးလည်းစိုးရိမ်ကြတယ်သူ့ရဲ့လှုပ်ရှားမှုကလည်းအဲ့လိုပေါ့နော်မိုဒီယိုပုံဆက်တာတို့ဘာတို့တွေဒါလုံနေတယ်တွေ့ရတယ်တကယ်တော့သူ့ရဲ့နောက်မှာရောသူရောဒီဟာနဲ့ပတ်သက်ပြီးတော့အရန်ဟိုသူတို့လူရဝင်းကျင်နေတာပေါ့ဗျာလူရဝင်းကျင်နေတာပေါ့တကယ်တော့လူရဝင်းကျင်လို့ကြိုးစားနေဒါပေမဲ့အခြေအနေချင်းလုံးဝမတူဘူးဗျာဆရာပြောတဲ့2008ဆရာပြောတဲ့နာဂစ်နဲ့ဒီနေ့အခြေအနေချင်းလုံးဝမတူဘူးเนาะအဲ့ဒီအချိန်နှုန်းကတိုင်းရင်းသားတွေနဲ့တော်လန်ရေးအဖွဲ့အစည်းတွေရဲ့အနေအထားနဲ့เนาะအဲ့ဒီတုန်းကရှိနေတဲ့နဝတရဲ့အနေအထားအခုဒီနေ့ရှိနေတဲ့စကစရဲ့အနေအထားနဲ့ကျွန်တော်တို့တော်လန်ရေးအင်အားစုတွေရဲ့အနေအထားလုံးဝမတူเนาะကျွန်တော်တို့ကတော့လူသားချင်းစာနာမှု humanitarian pause ဆိုပြီးထိုးစစ်နှစ်ပတ်ရပ်ထားတာဟိုအဲ့ဒီအနေအထားမျိုး2008တုန်းကမရှိဘူးအခုကကျွန်တော်တို့ကနော်လူလိုတွေးပြီးနှစ်ပတ်ရပ်ထားတာနော်လူလိုနားမလည်တဲ့လူကိုတော့ဆုံးမဖို့အစင်းနေမယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောချင်ပါတယ်လို့ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာနောက်မေးခွန်းတစ်ခုကတော့ငလျင်လှုပ်ခတ်ပြီးတဲ့နောက်အာနာသိန်းစစ်ကောင်းဆောင်ကတော့ငလျင်တန်းတင့်တဲ့နေရာတွေကိုတွားရောက်ကြည့်ရှုတဲ့ဓာတ်ပုံတွေထွက်ပေါ်လာခဲ့ပေမဲ့ရေပြင်မှာတော့အပျက်စီးတွေအောက်ကလူတွေကိုကယ်ထုတ်ဖို့အကူပစ္စည်းတွေတောင်လုံလောက်မနေဘူးဆိုတာကူညီကယ်ဆယ်နေတဲ့သူတွေစီကနေသိရပါတယ်ငလျင်ဘေးဒဏ်တင့်ပြည်သူတွေကိုကူညီကျင်ကြတဲ့အခုလည်းလာရောက်ကူညီနေကြပြီဖြစ်တဲ့နိုင်ငံတကာကိုရောဘာပြောချင်ပါလဲဆရာကြီးခင်ဗျာနိုင်ငံတကာအကူအညီနဲ့ပတ်သက်ပြီးရင်တော့ကျွန်တော်တို့ NUG မှာအခုမှမဟုတ်ဘူးဗျဒီတော်လာရေးအစကနေကဒီ COVID-19 နဲ့ပတ်သက်ပြီးကျွန်တော်တို့က second wave ကို manage လုပ်ခဲ့ကြတာပေါ့ဗျာ first wave second wave third wave ဖြစ်လာတဲ့အချိန်မှာနိုင်ငံတကာကိုကျွန်တော်တို့ပြောခဲ့တာရှိတယ်ရေကြီးရေရှမ်းတွေဖြစ်တုန်းကပြောခဲ့တာရှိတယ်မုန်တိုင်းဖြစ်တုန်းကပြောခဲ့တာရှိတယ်ဒါအပြင်အခုလိုမျိုးပေါ့ဗျာသူတို့ man-made disaster တွေသူတို့ရွာတွေကိုမိရှို့ပုံကျဲတဲ့အချိန်မှာကျွန်တော်တို့ပြောခဲ့တာရှိတယ်ကျွန်တော်တို့မှာ NUG မှာ policy ရှိပြီးသားကျွန်တော်တို့ကတကယ်ကိုလူလိုတွေးတဲ့လူသားဆန်တဲ့ policy ရှိပြီးသားကျွန်တော်တို့ policy က people first wherever whoever ပြည်သူသာအဓိကဘယ်ရှိနေတဲ့ပြည်သူဖြစ်ဖြစ်ပြည်သူရဲ့ဒုက္ခကိုကယ်တင်ဖို့အတွက်အရေးအကြီးဆုံးဆိုတဲ့ people first policy ကို NUG နဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ကချထားပြီးသားဒါဆရာတို့သိပါလိမ့်မယ်2024 January 31ရက်နေ့ကြီးညာချက်ထဲမှာတရားဝင်ထည့်ပြီးကြီးညာထားပြီးသား humanitarian နဲ့ပတ်သက်ရင်ကျွန်တော်တို့က people first
transparency and equivalent communication ဆိုတဲ့ policy 3ရပ်ချထားပြီးသားရှိ people first ပြည်သူသာအဓိကပဲဘယ်မှာရှိနေတဲ့ပြည်သူပဲဒုက္ခရောက်ပြည်သူကိုကူညီဖို့ဒီနံပါတ်1 transparency ပြည်သူကိုအခုလိုမျိုးဒုက္ခရောက်တာကိုကူညီဖို့အတွက်ပွင့်လင်းမြင်သာတဲ့ကူညီမှုတွေရှိရအခုကူညီတဲ့ပစ္စည်းတွေပြည်သူလက်ထဲကိုဓာတ်ရိုက်ရောက်အောင်ပေးရနော်အခုလိုအရင်တော့ကြားနေတာအခုလည်းကြားနေတာတွေပေါ့ဗျာဖြစ်နိုင်တာတွေပေါ့ကိုကြိုးသုံးတာတို့နော်အခုလိုမျိုးနိုင်ငံရေးအသုံးချတာတို့နော်အခုလိုမျိုးသူတို့တလွဲကိုသုံးသွားတာတို့ဆိုတော့ကျွန်တော်ပြောပြီးပြီပဲပြည်သူရဲ့ဒီလိုမျိုးဘေးအန္တရာယ်တွေအတွက်ထားတဲ့ရန်ပုံငွေကိုတလွဲသုံးပစ်တယ်ဆိုကြတဲ့အဲ့လိုမျိုးတွေမဖြစ်ဖို့လိုတယ် transparent ဖြစ်ဖို့လိုတယ်နော်ပြည်သူတွေရဲ့စံနာသဘောထားနဲ့အညီဖြစ်ဖို့လိုတယ်အဲ့တော့အဲ့ဒါကျွန်တော်တို့ရဲ့ policy နောက် equivalent communication အခုလိုမျိုး disaster တွေဖြစ်လာတဲ့အချိန်မှာဘေးသဘာဝဘေးအန္တရာယ်တွေကြာရောက်လာတဲ့အချိန်မှာကျွန်တော်တို့ကဘဒုမို့လို့နိုင်ငံတကာကမဆက်ဆံပါနဲ့မပေးပါနဲ့လို့ကျွန်တော်တို့မပြောဘူးဘဒုကိုပဲဖြစ်ဖြစ်ဆက်ဆံဘဒုကိုပဲဖြစ်ဖြစ်ပေးဖို့လိုတယ်လို့ကျွန်တော်တို့ဒါကိုပြောခြင်းဖြစ်တယ်နော် equivalent ဖြစ်တဲ့ communication ရှိရနော်ဥပမာပေါ့ဗျာအခုအခြေအနေမျိုးဆိုစကားကိုလည်းဆက်ဆံပါကျွန်တော်တို့ကိုလည်းဆက်ဆံပါတိုင်းရင်းသားအဖွဲ့အစည်းများကိုလည်းဆက်ဆံပါဒါမှသာလျှင်မြေပြင်မှာရှိနေတဲ့ပြည်သူစီကိုအကူအညီရမှာပေါ့ဒါကြောင့်ကျွန်တော်တို့မှာတိကျပြတ်သားတဲ့ရှင်းလင်းတဲ့လူသားဆန်တဲ့ humanitarian policy ရှိတယ်အဲ့ဒီ policy က people first transparency equivalent communication ပြည်သူသာပထမဘယ်မှာရှိနေတဲ့ပြည်သူပဲဖြစ်ဖြစ်ရရှိရမယ်เนาะ humanitarian aid နောက်ဒါဟာပွင့်လင်းမြင်သာမှုရှိရမယ်เนาะဒါဟာဘယ်လိုအနေအထားမျိုးမှာပဲဖြစ်ဖြစ်အားလုံးနဲ့ဆက်ဆံပြီးပေါင်းသင်းပြီးအလုပ်လုပ်ရမယ်ဆိုတဲ့ policy ရှိတယ်ကမ္ဘာလုံးကိုလည်းကျွန်တော်တို့ဒါပဲပြောနေနိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်းဒါပဲပြောနေအိမ်သားနှီးချင်းတွေကိုလည်းဒါပဲပြောနေတယ်ဒါကတော့အားလုံးသိပြီးသားဖြစ်ပါတယ်ကျွန်တော်တို့တွေရဲ့ policy အဲ့ဒီ policy နဲ့ဒါတွေကိုကျွန်တော်တို့အကောင့်ထဲပေါ်သွားမှာဖြစ်တယ်နိုင်ငံတကာအကူအညီတွေကိုရရှိသွားမှာဖြစ်တယ်ဒီလို disaster ကိုအဲ့ဒီလို manage လုပ်သွားမှာဖြစ်တယ်ဒါကြောင့်လည်းကျွန်တော်တို့ကသူတို့ကိုကျွန်တော်တို့အခုချိန်မှာသူတို့ဒါသဘောတူရင်ရန်ကုန်နေပြည်တော်ကိုလာမယ်မန္တလေးကိုလာမယ်လို့ပြောနေတာပေါ့ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာ PPTV ရဲ့တီးတန့်တွေ့ဆုံမေးမြန်းခန်းကနေနောက်ဆုံးမေးချင်တာကတော့အခုဆိုလို့ရှိရင်ဒီအကြမ်းဖက်စစ်တပ်ကမတရားအာဏာကိုလူယူထားတာ၄နှစ်ကျော်အချိန်ကိုရောက်ရှိလို့နေပါပြီဒီကနေ့အချိန်ထိဓမ္မဘက်ကနေရပ်တည်နေတဲ့ပြည်သူလူထုကိုဆရာကြီးအနေနဲ့ဗာများပြောချင်ပါသလဲဒီ interview အစီအစဉ်ကနေတဆင့်ဆရာကြီးအနေနဲ့ဗာများဖြည့်ဆွတ်ပြောချင်ပါလဲခင်ဗျာကျွန်တော်ပြည်သူလူထုကြီးတရားလုံးပေါ့လေအခုလိုမျိုးခံစားနေရတာတကယ်တော့အခုဒေါ်လာဒီငလျင်ထဲမှာအခုလိုမျိုးတကယ်ကိုစိုးဝါးလာတဲ့နှစ်ပေါင်း150 200အတွင်းမှာအကြီးမားဆုံးငလျင်ထဲမှာဆုံးမသွားတဲ့ပြည်သူတွေတဦးချင်းတဦးချင်းတယောက်ချင်းဒုက္ခရောက်သွားတဲ့ပြည်သူတွေတဦးချင်းတယောက်ချင်းကိုကျွန်တော်ကိုချင်းစားတယ်เนาะကျွန်တော်ခံစားရတယ်ဒါနဲ့ပတ်သက်ပြီးဝမ်းလည်းနေတယ်ဒါအပြင်တကယ်တော့အဲ့ထဲမှာကျွန်တော်ရဲ့အမျိုးတွေအဆွေတွေကျွန်တော်ရဲ့တငယ်ချင်းတွေကျွန်တော်တို့ရဲ့တပည့်တွေကျွန်တော်တို့ရဲ့ဆရာတွေပါတယ်เนาะကျွန်တော်တကယ်ကိုဒါဟာယဉ်နဲ့အမျှခံစားရတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပါတယ်လို့ဒါပေမဲ့ဒီလိုအဖြစ်အပျက်တွေဖြစ်တိုင်းပြက်တိုင်းပြည်သူတွေဒုက္ခတွေရောက်တိုင်းအသက်တွေပေးရတိုင်းယာရီရဲ့နောက်မှာကျွန်တော်တို့နိုင်ငံရဲ့စနစ်တွေခေတ်တွေမကောင်းလို့အားနည်းလို့ဒါတွေမှန်လို့ဖြစ်ရတယ်ဆိုတာကအမြဲတမ်းကျွန်တော်ရဲ့ခေါင်းနဲ့ကျွန်တော်တို့ရင်ဘတ်ထဲမှာရှိဒါကိုပြည်သူတွေလည်းသိပါတယ်ပြည်သူတွေသိစေခြင်းကျွန်တော်တို့နိုင်ငံသာကောင်းမွန်တဲ့ခေတ်မီတိုးတက်တဲ့စနစ်ကျတဲ့နိုင်ငံဆိုရင်ဒီလိုဟာမျိုးတွေမသေးသင့်တဲ့လူတွေကိုမသေးရအောင်ဒုက္ခမရောက်တဲ့လူတွေကိုဒုက္ခမရောက်ရအောင်ကျွန်တော်တို့ကာကွယ်နိုင်မယ်တားဆီးနိုင်မယ်ပြင်ဆင်နိုင်မယ်ပြည်သူအစိုးရနဲ့ကျွန်တော်တို့ပညာရှင်တွေနဲ့ပေါင်းပြီး
COVID-19 ကိုကောင်းကောင်းကာကွယ်နိုင်တယ်လို့ဒီငလျင်ကိုလည်းကောင်းကောင်းကာကွယ်ဖို့ပြင်ဆင်ထားချက်တွေအခုလိုမျိုးလူတွေကြောင့်ပြည့်စည်သွားရတာတွေဟာတကယ်တော့မဖြစ်သင့်ဘူးအဲ့ဒီလိုမျိုးတွေကျွန်တော်တို့နိုင်ငံဘယ်တော့မှမဖြစ်ရအောင်ကျွန်တော်တို့နိုင်ငံအတွက်အဖြေဖြစ်တဲ့ Federal Democracy နိုင်ငံဖြစ်ဖို့စစ်အာဏာရှင်နဲ့အာဏာရှင်ဟူသမျှကိုဖယ်ရှားဖို့ဟာအရေးအကြီးဆုံးဖြစ်တယ်လို့ကျွန်တော်ပြည်သူကိုဒီ message ပေးချင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့တွေဟာဒီလိုမျိုးစနစ်တွေဒီလိုမျိုးလူမဆန်တဲ့ဖက်စစ်အာဏာရှင်ကိုဖယ်ရှားဖို့ဟာကျွန်တော်တို့နိုင်ငံအတွက်အရေးအကြီးဆုံးဖြစ်တယ်။ Federal Democracy နိုင်ငံတည်ထောင်မှုဟာအရေးကြီးဆုံးဖြစ်တယ်။နောင်လာသမျှအခုလိုဘေးဒုက္ခအန္တရာယ်တွေကိုကာကွယ်နိုင်ဖို့ဘေးဒုက္ခအန္တရာယ်အပေါင်းကနေကင်းရှင်းအောင်လုပ်ဖို့ဘေးဒုက္ခအန္တရာယ်တွေကြောင့်အသေးအပြောက်တွေမဖြစ်ဖို့အတွက်ကစစ်အာဏာရှင်ကိုဖယ်ရှားပြီးစစ်မှန်တဲ့ Federal Democracy နိုင်ငံကိုတည်ထောင်နိုင်မဲ့ဒီနေ့တော်လှန်ရေးမှာအဆုံးထိတိုက်ပွဲဝင်ပြီးပါဝင်ကြပါလို့ပြည်သူတွေကိုကျွန်တော်တိုက်တွန်းနေပါတယ်ကျေးဇူးပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာကြီးခင်ဗျာ PPTV ရဲ့တည်တံ့တွေ့ဆုံမေးမြန်းခန်းကိုအချိန်ပေးပြီးကြည့်ရှုအားပေးခဲ့ကြတဲ့ဓမ္မဘက်ကနေယက်တည်နေကြတဲ့ပြည်သူလူထုအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်